္ဂလာပါရှင်ကျွန်မက TNH Med Center ရဲ့တည်ထောင်သူကျောင်းအုပ်နှင်းဆက်ရေးဖြစ်ပါတယ်ဒီနေ့မှာကျွန်မက TNH Med Center မှာတက်ရောက်သွားကြတဲ့ထူးချွန်စွာအောင်မြင်သွားကြတဲ့ပြီးတော့တက္ကသိုလ်တွေမှာ Fulbright Scholarship ရရှိတဲ့မိဘတွေနဲ့တွေ့ဆုံပြီးတော့ Stories from Parents ဆိုတဲ့အစီအစဉ်ကိုတင်ဆက်မှာဖြစ်ပါတယ်ရှင်ဒီနေ့မှာဆိုလို့ရှိရင်ကျွန်မက TNH ရဲ့ကျောင်းသူဟောင်းဖြစ်တဲ့မတ်ရွှေရည်တီဦးရဲ့မိခင်နဲ့တွေ့ဆုံမှုဖိတ်ခေါ်ထားပါတယ်မင်္ဂလာပါအမရေမင်္ဂလာပါဒီချက်လေးဟုတ်အမဒီနေ့အမနဲ့ပြန်ပြီးတော့တွေ့ဆုံခွင့်ရတာအများကြီးဝမ်းသာပါတယ်အမပြောလဲပြောပါတယ်ဆိုတော့သမီးရဲ့scholarship Fulbright scholarship ကိုရတဲ့အတွက်ကျမတို့ကလည်းအများကြီးဝမ်းသာပါတယ်အမတို့နဲ့ထပ်တူကိုပျော်ရပါတယ်အမရေဆိုတော့သမီးအကြောင်းလေးကိုကျမတို့နည်းနည်းလေးမိတ်ဆက်ပေးပါအောင်အမဟုတ်ကဲ့သမီးကတော့ရွှေရည်တီဦးပါအခုလက်ရှိသူက NUS မှာ Fulbright scholarship နဲ့ ASEAN Undergraduate scholarship ပေါ့နော်အဲ့ဒါနဲ့လက်ရှိကျောင်းတက်နေပါတယ်ဟုတ်မှာသူကဒီ School of Computer ပေါ့နော် Computer Science တွေပေါ့ Computer Science တက်တာဟုတ်ကဲ့ပါအမဆိုတော့သမီးကလေငယ်ငယ်လေးတွေကကျမတို့ကဆုံခဲ့ကြတာဆိုတော့ငယ်ငယ်လေးကကိုသူတော်တယ်ဆိုတာအရင်သိရတယ်အမရဲ့အဲ့ခါကျတော့လေ तू ကငကိုကားကိုတော်တာလားဒါမှမဟုတ်လို့ရှိရင်အမားတို့ကနေပြီးတော့ကြက်မတ်မတ်ကိုဒီလမ်းကြောင်းပေါ်တင်ပေးလိုက်လို့ဒီလို Fulbright scholarship ကျောင်းသူလေးဖြစ်သွားတာလားမအဲ့ဒါကတော့ဒီချိန်နည်းနည်းပညာရေးပေါ့နော်တောက်လျှောက်အမားတို့သူ့ကိုဒါသူငယ်စဉ် primary secondary တောက်လျှောက်သူ့ကိုဒါသူလေးလိုက်သူဖြေခဲ့တာတွေသူကြိုးစိတ်ကတာတွေကအရာထင်လာတယ်လို့အမားကတော့ထင်နေပေါ့နော်အကုန်လုံးကသူ့ဟာနဲ့သူကိုလည်းစဉ်းစားထားတယ်ကြိုပြီးတော့လည်းစီစဉ်ထားတယ်ကြိုပြီးတော့လည်းစဉ်းစားထားတယ်အဲ့တိုင်းလေးတွေပဲလှုပ်လာခဲ့ပြီးတော့အဆင်ပြေသွားတယ်လို့အမားတော့ထင်ပါတယ်ဟုတ်မှာသမီးကလေငငယ်တွေကဆိုလို့ရှိရင်ကျမတို့ကျောင်းမှာကျောင်းလက်ပို့ကြတဲ့ကအမကကြက်ကြက်မတ်မတ်နဲ့ကိုဒီကလေးရဲ့စာလုပ်တာဒီကလေးရဲ့ပညာရေးပေါ်မှာဆိုလို့ရှိရင်အမကအရန်ကိုစိတ်ဝင်စားနဲ့ပန့်ပိုးခဲ့တာပေါ့နော်အရန်ကိုထူးခြားတဲ့မိဘတွေမှာအမလည်းပါပါတယ်ကျမတို့သိရတယ်ပေါ့အမရဲ့အဲ့ခါကျတော့လေကလေးကတောက်လျှောက်ဆမွေးတွေဖြေရတယ်သူအခုဒီအသက်အရွယ်တီးရောက်တဲ့အခါမှာလေအဲ့ခါကျတော့သူအမတ်နဲတာများတာပေါ့မှာအမတို့အရန်ဘလို့ဒီတွန်းအားပေးခဲ့ရလဲဖိအားပေးခဲ့ရလားတွန်းအားပေးခဲ့တာလားဘလို့မျိုးများလမ်းကြောင်းပြီးတော့လုပ်ခဲ့ပေးရလဲအမအများကြီးတော့အမတို့သူ့ကိုတွန်းအားလည်းမပေးဘူးတိတ်ဘာမှမပြောဘူးပေါ့နော်ဟုတ်ကဲ့သူကဟိုကောင်းတာပေါ့တာအတွက်ကောင်းတယ်ပြောရမှာပေါ့နော်ဟုတ်ကဲ့ပါသူเจ้าမှာစတက်တယ်တက်တဲ့အတန်းတိုင်းမှာသူကသူပုံမှန်စုတွေရတယ်ပေါ့နော်ဟုတ်ကဲ့ပါပုံမှန်သူကသူတကားဒီချက်တို့စီမှာသူဇီယာ3မှာစပြီးတော့လက်ပြုတ်ဖြေတယ်ဟုတ်ကဲ့ဖြေတဲ့ချိန်မှာလည်းသူဆက်စမိုးစဖြေတဲ့ချိန်မှာသူကိုရတယ်တကားဒီချက်တို့နဲ့ပဲသူဟောင်ကောင်မှာသွားပြီးတော့ဟောင်ကောင်သွားရတယ်ဖြေလိုက်တယ်ဟုတ်ကဲ့သူ Star International မြန်မာနဲ့ကိုရတယ်မမေရဲ့အမမြန်မာအလိုင်းချုံပြီးတော့လေဟုတ်တယ်မြန်မာအလိုင်းချုံပြီးဆွယူရတယ်အမပြောချင်တာက तू ကစဝင်ချင်းမှာသူ့ဘာသူစူးစမ်းခဲ့တာနဲ့သူစုတွေရတဲ့ခါကျတော့သူ့ဘာသူလုံးတိုင်နေဆိုတာ तू သိသွားတာပေါ့နော်သူ့ဘာသူယုံကြည်သွားတယ်ဟုတ်ကဲ့ confidence ရှိသွားတယ်ဟုတ်ကဲ့ပါအဲ့လိုရှိသွားတဲ့ခါကျတော့အမတို့ကဒါကတော့သူ့ကို push မလုပ်တော့ဘူးမလုပ်တော့ဘူးဆိုတာ तू သိသွားပြီပေါ့နော် तू ဒါကို तू လုံးနိုင်တယ်ဟုတ်ကဲ့နောက်တစ်ချက်ကဒါကိုလုံးလိုက်လို့ရလာတဲ့ခုလိုလေးတွေပေါ့နော်သူကိုရသွားတယ်ဒါမျိုးရတာလေးကိုသူကိုယ်တိုင်လည်းကျင့်တတ်တယ်ကျင့်တတ်တော့သူကိုယ်တိုင်ကဒါကိုသူကသူဟုတ်ကဲ့လို့ကိုစိတ်ကူးရှိသွားတယ်ဟုတ်ကဲ့ပါအမအဲ့လိုလေးပေါ့နော်ဟုတ်ကဲ့အစကောင်းသွားတဲ့သဘောလေးပေါ့အဲ့လိုလေးဆိုတော့အမတို့အများကြီးတော့သူဘာမှမတိုင်လဲမတိုင်ဘူးဟုတ်ကဲ့ဘာမှအလောက်ကြီးမလုပ်ဘူးပေါ့နော်ဟုတ်ကဲ့ပါသူတခုတော့ရှိတာပေါ့စားလေးတော့အလောက်တော့နည်းနည်းလောက်ပဲပြောတယ်အဲ့လိုလေးပါအရန်လိမ့်မာတဲ့သမီးကြတော့လေကျင့်နေရတာပေါ့နော်အမဆိုတော့သူအိုလံပစ်မှာဆုတွေရတယ်ပေါ့နော်တောက်လျှောက်ကိုရတယ်ရွှေရည်ဒီကိုမရတဲ့ဆုဆိုတာပြိုင်လိုက်ပြီးရင်မရတဲ့ဆုဆိုတာမရှိဘူးကြားတော့မကြားဘူးအမရဲ့အဲ့ခါကျတော့သူအခုသူတက်တဲ့ကျောင်းမှာ Fulbright scholarship ရတယ်ဆိုတာဒီလိုမျိုးရခဲ့တဲ့ဆုတွေနဲ့ဒီလို scholarship နဲ့ဘလို့အကျိုးသက်ရောက်မှုရှိရလို့ထင်ပါလဲအမရှိရဒီချင်းအဲ့ဒါတော့အမလည်းကိုလုတ်ခဲ့တာလေးစင်ပြေတော့ပြန်စဉ်းစားကြည့်တော့မှဟုတ်ကဲ့တော်တော်ကိုရှိပါတယ်ဟုတ်ကဲ့သူတို့ဒီ scholarship တွေကျောင်းတွေပေါ့နော်အဲ့လိုခေါ်ကြတယ်ဆိုတာလေသူတို့ကကလေးတယောက်ရဲ့အတိတ်ကလုပ်ခဲ့တဲ့သူစူးစမ်းခဲ့တဲ့အချက်တွေပေါ့နော်အဲ့ဒါတွေသူတို့ကြည့်ဟုတ်ကဲ့သူဘလောက်အားစိုက်ခဲ့လဲဘလောက်စူးစမ်းခဲ့လဲဒါမျိုးလေးသူတို့ကြည့်တယ်သူနာကဲမှာသူကခံမှန်းကြည့်ပေါ့နော်ဘာဖြစ်နိုင်လဲဆိုတာမျိုးဒီကျောင်းလျှောက်တဲ့အချိန်မှာရော
အင်တာဗျူးတွေဒါမျိုးတွေမှာသူကအကုန်လုံးကြည့်တယ်အဲကြည့်တဲ့အခါကျတော့ခုဆိုရင်သမီးကဒီရီယာ3ကဒီချေတို့စီမာတို့တခြားဥပဒေပြိုင်ပွဲတွေရောပေါ့နော်သူရှိသလောက်အလိုမျိုးလေးတွေသူဝင်ဖြေနေကြတော့အမားတို့မှာဒါဖြေလာခဲ့တာအများကြီးပေါ့နော်စုတွေလည်းအများကြီးရတယ်ဖြေတိုင်းလည်းရတယ်ဆိုတော့ဒါတွေကအခုကြောက်လျှောက်တဲ့အခါကျတော့အမားတို့ကဒါတွေကိုထည့်ပြီးတော့တင်ပေးတာပေါ့ extra curriculum ဖြစ်နေဒီခုတို့ဒီ scholarship ဆိုလည်းသူတို့ကြည့်တယ်ပုံမှန်ဒီ NUS ကိုတက်ဖို့လည်းကြည့်တယ်အဲ့လိုကြည့်တဲ့အချိန်မှာဒီစုတွေရခဲ့တာတွေကိုအမားတို့သူ့ရဲ့ extra curriculum ဖြစ်နေထည့်တယ်အဲ့ဒါတော်တော်လေးကိုအကျိုးရှိတာအထောက်ပံ့ဖြစ်တယ်နော်သူဘာလုပ်ခဲ့တယ်ဆိုတာကိုပြထားတာပေါ့သူကစူးစမ်းခဲ့တဲ့တက်တည်ပြရရောက်တယ်ဟုတ်ကဲ့ပါဖြစ်သွားတာပေါ့ဟုတ်ကဲ့ပါအမဟုတ်ကဲ့ပါအဲနောက်တစ်ချက်ကတော့ခုလို Olympic တွေဖြေတဲ့အခါကျတော့သူဒီ O level မှာ AMAS တို့ EMAS တို့ဒါမျိုးတွေကြတော့သူ့အတွက်အခက်အခဲမရှိဘူးလေဝယ်သွားပြီလွယ်သွားပြီဟုတ်ကဲ့ပါဝယ်သွားတာပေါ့နော်ဟုတ်ကဲ့အဲ့တော့ဘာပဲဖြစ်ဖြစ်ဒီ Olympic ပဲသင်္ချာပဲဖြစ်ဖြစ်လိပ်စာပဲဖြစ်ဖြစ်ပေါ့နော်ဒီလိုပြိုင်ပွဲတွေကိုဝင်ပြိုင်တာတော့ကလေးတွေအတွက်အကျိုးရှိတယ်ပေါ့ဟုတ်ကဲ့သူမိနစ်သူတိုးတက်သွားပြီးတော့သူတို့ရဲ့ကျောင်းစာမှာအထောက်ပံ့ဖြစ်တယ်ဟုတ်ကဲ့ဒါမျိုး uni တွေလျှောက်တဲ့အချိန်မှာလေဒါတွေကအထောက်ပံ့ဖြစ်တာပေါ့နော် record တစ်ခုပြစရာရှိနေတယ်ဟုတ်ကဲ့ပါအမဟုတ်ဟုတ်ပါအဲ့တော့သမီးကလေဟိုကျန်တဲ့ကျောင်းသားတွေလည်းဘယ်လိုပဲဖြစ်ဖြစ်ဟို scholarship ဆိုတာရှောက်ကြတယ်လူလဲလိုချင်ကြတယ်အမရယ်ဒါပေမဲ့ဒီလို full right ရတယ်ဆိုတာအမတန်ရှားတယ်အမဆိုတော့သမီးမှာဘာအားသာချက်တွေရှိလို့ဒီလို full right scholarship ရတယ်လို့အမထင်ပါလဲအမထင်တာတော့သူတို့ကလည်းဒီကျောင်းဝင်ပြူတာရော scholarship အကုန်လုံးမှာသူတို့ရဲ့ဟိုသတ်မှတ်ထားတဲ့စံနှုန်းလေးတွေရှိမှာပေါ့နော်ဟုတ်ကဲ့အမထင်တာကတော့အကျဉ်းမြင့်ကတော့သူက academic ကတော့ကောင်းလို့ကောင်းအောင် academic ကောင်းနေပြီဟုတ်ကဲ့ US မှာရှောက် UK မှာရှောက်စင်ကာပူမှာရှောက်ပေါ့ဟုတ်ကဲ့ academic ကတော့သူများတဲ့ကောင်းရမယ်ကောင်းဖို့ကောင်းရမယ်ဒါတော့သူအခြေခံလေးပေါ့နော်ပြီးခုလို extra curriculum တွေကြည့်တယ်နောက်တစ်ခါကျရင်သူ့ရဲ့ဒီဟိုလောက်ခဲ့တာလေးတွေကိုသူတို့ပြန်ကြည့်ပြီးတော့သူကအကုန်ရွေးတာပေါ့နော်အင်တာဗျူးမှာဆိုရင်လည်းပဲသူတို့မေးတဲ့မေးခွန်းလေးတွေပေါ့မေးတဲ့မေးခွန်းလေးတွေကနေပြီးတော့သူ့ရဲ့သဘောထားလေးတွေကိုသူတို့ဒါကြိုက်နှစ်သက်သွားတယ်လို့အမကတော့ထင်တယ်ပေါ့နော်ဟုတ်ကဲ့ပါမသူတို့ခုဒီ undergraduate ပေါ့နော် scholarship ဆိုရင်လည်းပဲသူကစာမွေးဖြေရတယ်ဥလိပ်စာရဲ့သင်္ချာရဲ့ IQ test ရဲ့အဲ့သုံးလုံးဖြေပြီးတော့မှသူက short list ကိုထပ်ပြီးတော့ interview ရအောင်ဟုတ်ကဲ့ပါဆိုရင်လည်းပဲကိုကဟိုအမှတ်တော့သူများတဲ့တော့ကောင်းမှာပေါ့နော်ဟုတ်ကဲ့ပါအမတို့အမြင်ဟုတ်ကဲ့ဒါမျိုးလည်းကောင်းရမယ် interview တဲ့အချိန်မှာရဲ့သူလည်းဖြေတဲ့အတွေ့အခေါ်လေးတွေဒါလေးတွေကလည်းသူတို့ ਨੇ သဘောထားချင်းကိုက်ညီရမှာပေါ့ဟုတ်ကဲ့ပါချက်ကလေးတွေပေါ့နော်ဟုတ်ကဲ့အဲ့အကြောင်းအမကတော့ဒီသူ scholarship ကိုဒီရလို့အမတို့ကတော့ထင်တယ်ဟုတ်ကဲ့ပါသမီးကလေဟို academic ကလည်းတော်တော် strong ဖြစ်တဲ့အပြင်ကိုကျမကဗာသတိထားမိလဲဆိုတော့သူကအများအတွက်လည်းပြန်ပြီးတော့အလုပ်လုပ်ပေးခြင်းတဲ့အစိတ်ကလည်းအပြည့်ရှိတယ်အမကျမတို့ကျောင်းသားဟောင်းတွေကိုစုပြီးတော့လေကျမတို့ကိုဗစ်ကာလတုန်းကကျောင်းသားအငယ်တွေဂျူနီယာကျောင်းသားတွေကိုစာပြန်သင်ပေးတဲ့အစီအစဉ်တစ်ခုလုပ်လိုက်သေးတယ်အဲ့ဒီမှာလည်းသမီးကအငယ်တွေကိုစာသင်ပေးတယ်ပေါ့အဲ့ခါကျတော့အဲ့ဒီသင်တဲ့အချိန်မှာလည်း तू ကတိချာကိုလုပ်တယ်အမရဲ့သူ့ရဲ့ PowerPoint နေဆိုလို့ရှိရင်အရန်ကောင်းအောင်ပြင်တယ်နောက်ပြီးတော့အရန်ဘယ်လိုပြောမလဲ artistic ဖြစ်တယ်ပြီးရင် तू ရွေးလိုက်တဲ့ topic လေးတွေကလည်းကလေးတွေကအရန်စိတ်ဝင်စားဖို့ကောင်းတယ်ဆိုတော့ကျမကဒီအချက်လေးကိုလည်းသတိထားမိတယ်ပေါ့နော်ဆိုတော့ကျောင်းသားကျောင်းသူတွေကဟိုသူများထက်ကိုဘယ်အချိန်မှကွာသွားလဲဆိုရင်တော့ကျမထင်တာတော့အလုပ်ကိုလုပ်တဲ့အခါမှာတိချာလုပ်တတ်တဲ့အကျင့်ကလည်းကွာတယ်လို့ထင်တယ်မှာအဲ့ဒါရွှေရည်ဒီဦးမှာအဲ့ဒီအချက်လေးမြင်ရတဲ့အမှားတက်ရလုပ်တယ်တိချာလုပ်တယ်ပေါ့နော်အမအဲ့ဆိုတော့ကျမကအခုမိဘတွေကိုတခြားမိဘတွေကိုလည်းပြပြချင်တာဆိုတာအမရဲ့အတွေ့အကြုံလေးကိုပြပြချင်တာပေါ့အမရဲ့ဒီလိုတော်ပြီးသားကလေးကတခါတလေကြားလို့ရှိရင် तू မှန်းထားတဲ့ level ကိုမရောက်တဲ့အချိန်မျိုး तू မှန်းထားတဲ့ test result မရောက်တဲ့အချိန်မျိုးတွေရှိတတ်တယ်အမရဲ့အဲ့လိုမျိုးရှိဘူးလားရှိရင်ရောအမအနေနဲ့ဘယ်လိုပံ့ပိုးပေးခဲ့ပြီးတော့ကလေးရဲ့စိတ်မထိခိုက်ရအောင်မိဘအနေနဲ့ဘယ်လိုပံ့ပိုးပေးခဲ့လဲဆိုတာပြပြပေးပါဦးပါအဲ့ခါကျရင်တော့သူ့လူတိုင်းတော့အမြဲတမ်းတော့ဖြစ်နေဘူးပေါ့ဒီချင်းဟုတ်ကဲ့အမြဲတမ်းတော့အောင်မှုကအမြဲတမ်းကြီးကိုလိုချင်တဲ့ထိပ်တော့အမြဲတမ်းတော့မရနိုင်ဘူးပေါ့ဟုတ်ကဲ့ဒါကတော့တဘာဝဖြစ်နေတဲ့တရားပဲဆိုတော့သူ့ကိုသမီးရဲ့နောက်တစ်ခါပေါ့ဒါတဲ့ပို့ပြီးတော့ငယ်ပို့စူးစမ်းလိုက်ပေါ့နော်အဲ့လောက်ပဲအမတို့ကပြောပြပါတယ်ဟိုအပြစ်တင်တာဘာကြီးလည်းမရှိဘူးဘာလို့ဆိုသူလည်းတက်နိုင်လို့လုပ်ထားတာပဲဆိုတော့ဟုတ်ကဲ့ပါဘာဖြစ်လို့ကျမကဒီမေကွန်းလေးမေးရလဲဆိုတော့လေမိဘတော်တော်များများအမရဲ့ကလေးတွေကိုယ်စနေရှင်းမှတ်ရလို့ရှိရင်
ရခဲ့တဲ့ကိုယ်ဆက်ရှက်ကိုမမြင်ဘူးလေမရတဲ့နှစ်မှတ်ကိုမြင်ပြီးတော့အဲ့နှစ်မှတ်ကိုပါတောကတွေရောက်ကြတော့ကလေးတွေကအရင်စိတ်ပင်ပန်းတဲ့အမှားအဲ့ဒါကြောင့်မို့လို့ဒီအချက်လေးတွေကိုလည်းကျွန်မကမိဘတွေကိုသိစေချင်တာပါဘာဖြစ်လို့လဲဆိုတော့ကလေးတွေလည်းသူတို့ stress နဲ့သူတို့ပင်ပန်းမှုနဲ့သူတို့တွေရှိတဲ့အခါမှာကျွန်မတို့ကသူတို့ရတဲ့အောင်မြင်မှုအကြီးကိုပဲ exercise လုပ်စေချင်တာပါသူတို့လဲချော်သွားတဲ့ percentage တိတိလေးကိုဘယ်လိုရှုစေချင်တဲ့သဘောပါအမအဲ့ဆိုတော့ဒီဘက်ကိုကျွန်မတို့အကြောင်းလျှောက်တဲ့ဘက်ကိုပြန်ဆက်ရအောင်နော်အဲ့ဒီသမီးက A level ပြီးတဲ့အခါမှာဘယ်တက္ကသိုလ်တွေကိုဘယ်လိုတွေလျှောက်ခဲ့ပြီးတော့ဘယ်လိုလေးအခု NUS ကိုရွေးချယ်ခဲ့လဲဆိုတဲ့ဥစ္စာလေးလည်းပြောပြပေးပါအောင်ပါโอเคရှောက်တုံးကတော့အမတို့ဒီ US ဘက်ကိုစရှောက်တာပေါ့နော် Okay US မှာအကြောင်းလေးရှောက်တယ်အဲ့လို UK ဘက်လေးနည်းနည်းရှောက်တယ်အခုစင်ကာပူမှာလည်းရှောက်တယ်ပေါ့ရှောက်တဲ့ခါကျတော့ဒီ US မှာလည်းသူ့ scholarship နဲ့အကြောင်းတွေရတယ်ဒီ Boston University ဆိုရင်သူ့ full scholarship ပေါ့နော် Boston University ဟုတ်ကဲ့ဒီသူတို့ trustee scholarship ဆိုတာသူတို့တကြောင်တစ်နှစ်ကိုအယောက်20ပဲခေါ်တာပေါ့နော်ဟုတ်ကဲ့ပါအဲ့တဲ့ပုံမခေါ်ဘူးပေါ့အဲ့ဒါကိုသူရတယ်ဒီချိန်နောက်ကသူ Arizona State University of Miami အဲ့မှာလည်းသူ scholarship တွေခေါ်ရတယ်အများကြီးပဲရတယ်ဟုတ်ကဲ့ဒါကဒီ NUS ပေါ့နော် NUS ကလည်း Blue Rights Scholarship ပေါ့ဟုတ်ကဲ့လို့ရတဲ့ခါကျတော့အမတို့လည်းအစားတော့ US ဘက်ကိုစဉ်းစားတာပေါ့နော်မှန်ပါတယ်ပါဒါပေမဲ့အဲ့လိုပေါ့ problem လိုက်တဲ့ခါကျတော့လေအမတို့ကဒါအဲ့ချိန်ကတော့ NUS ကလည်းမထွက်သေးဘူးပေါ့အကြောင်းမပြန်သေးဘူးဟုတ်ကဲ့ပါပြီးတော့အမတို့ကသူ့အကြောင်းပြန်တာနောက်ကျတော့သူ့ကိုစောင့်ရင်းနဲ့ US ကိုပဲသွားလိုက်ပြီပေါ့ဟုတ်ကဲ့ပါအဲ့လိုဖြစ်သွားတဲ့နောက်ပိုင်းမှာသူထွက်တာသူကလည်း9လပိုင်းလောက်မှထွက်တော့သူထွက်တဲ့အချိန်ကျတော့ဟိုကလည်းဒါလေးအပြေးဝရတဲ့ခါကျတော့တက်ဖြစ်သွားတာပေါ့ဟုတ်ကဲ့ပါဟုတ်ကဲ့ပါအဲ့ဆိုမှကျမတို့တက္ကသိုလ်မှာလေဒီလို full scholarship ရတယ်ဆိုတော့အမတန်ကိုယာနှုံးကတော်တော်ကိုနေပြီးတော့ဒီလိုအောင်မြင်ဖို့ဆိုတာလည်းမလွယ်ဘူးပေါ့နော်အဲ့ခါကျတော့ဒီအစီအစဉ်ကိုကြည့်နေတဲ့မိဘတွေကိုအမကဘယ်လိုအကြံပေးခြင်းလဲသူတို့သားသမီးတွေအတွက်ဘယ်လိုလမ်းကြောင်းလေးဖြစ်တဲ့တယ်လဲဘယ်လိုလေးပြုစုပေးထောင်တယ်လဲဆိုတာအမအကြံလေးပြပြပါအောင်ရှင်ဟုတ်ကဲ့ပါဒီ scholarship ရဖို့ဆိုတာတော့ကိုကလည်းသူ့ရဲ့လိုအပ်တဲ့ချက်ပေါ့နော်အကြောင်းတွေကပြောတဲ့အချက်တွေပေါ့သူတို့ဓာတ်ဆိုရင်တော့ဒီလိုဖြစ်နေသူတို့မှလည်းအကြံဉာဏ်သတ်မှတ်ထားတာရှိပြီးသားဆိုတော့အဲ့ဒီ criteria ကိုပြည့်စုံတဲ့တယ်ပေါ့အခြေခံကတော့ပြည့်စုံတဲ့တယ်အခြေခံကတော့ပြည့်စုံတယ်ပြည့်စုံပါလေသူတို့ကဒါရွေးချက်မှာပဲဆိုတော့ဟုတ်ကဲ့ဒီမှာသမီးဒီကျောင်းလျှောက်တယ်ဆိုသူအဆေးတွေရေးရတယ်ကျောင်းစပြီးလျှောက်ကြတယ်သူအဆေးတွေမေးတယ်အဲ့လိုပေါ့အဆေးကပုံမှန်ဆိုရင်3ခု5ခု scholarship တက်ပါဆိုရင်ထပ်ပြီးတော့4 5ခုအကျဉ်းမြင့်ပေါ့နော်ဟုတ်ကဲ့ပါခုနဲ့တစ်ခုတော့မတူဘူးမေးတယ်ရေးရတယ်ရေးတဲ့ခါမှာဆိုရင်သူတို့ကမေးတယ်မင်းကဒီကျောင်းအတွက်ဘလို့ထောက်ကူဖြတ်မယ်မင်းဒီကျောင်းမှာလက်ခံနိုင်တယ်မင်းကဘလို့စိတ်ကူးလေးရှိအဲ့တော့သူကဒါကလေးတယောက်ရဲ့စိတ်နေသဘောထားနဲ့သူ့ရဲ့ idea လေးကိုသူတို့ကသိချင်တယ်ဒါမျိုးလေးတွေကြတော့ကိုကလေးကရေးလိုက်တာနဲ့သူတို့နဲ့ဒါအဆင်ပြေသွားတယ်ဆိုရင်အဆင်ပြေပြီးတော့ကျောင်းရသွားတယ်လို့ဖြစ်နိုင်တာပေါ့နော်ဟုတ်ကဲ့ပါအဲ့တော့အဓိကကတော့ academic ကတော့ကောင်းရမယ် Isakai plan လည်းလုပ်ရမယ်ဒါပေမဲ့ Isakai plan လုပ်တဲ့အခါကျရင်အများကြီးကိုလိုက်ပြီးလုပ်ချင်တော့မလို့ပါတခုခုပေါ့နော်ကိုကလေးကပြီးမှအားတာလဲဟုတ်ကဲ့ဥမာရေဘူးလားစက်တော်ရေဘူးလားဟုတ်ကဲ့ခုလိုပဲသင်္ချာအိုလံပစ်ကိုဖြည့်မှာလုံးမဲ့တခုခုကိုတော့ထူးထူးခြားခြားဖြစ်အောင်လို့ထူးထူးခြားခြားဖြစ်အောင်ဟုတ်စူလေးရတဲ့အထိတော့လုံးစိတ်ချင်ဟုတ်ကဲ့ပါအဲ့လိုဖြစ်မှလေခုလိုကြောင်းလျှောက်တဲ့အခါကျရင်ဟိုဒါကိုရဲ့စူးစမ်းမှုပြလို့ရတော့လေဟုတ်ကဲ့ပါအများကြီးလုပ်ဖို့မလိုဘူးတခုကိုပဲထူးထူးခြားခြားဖြစ်အောင်လုပ်ပါဟုတ်ကဲ့ပါအဲ့ဒါလေးပေါ့နော်ဟုတ်ကဲ့နောက်ခုကတော့ခုလိုပေါ့စာတော့များကလေးတွေကိုဖတ်ခိုင်းပေါ့နော်ဒါအမအမြင်ပေါ့နော်ဟုတ်ကဲ့အမကလေးတွေဆိုရင်ကလေးကအမစာအုပ်တွေပေးဖက်တယ်သူတို့ကလည်းဖတ်ရဝါသနာပါတယ်ဟုတ်ကဲ့အဲ့လိုဆိုတော့အမလည်းဖူးပြီးသူတို့ဘာမှလည်းကိုလည်းပြောစရာလည်းမရှိဘူးပေါ့နော်စာအုပ်ကပဲပြန်ဆုံးပါသွားတယ်စာအုပ်ကပဲသူတို့ဟုတ်ပြန်တင်သွားတယ်ဟုတ်ကဲ့သူကသူတို့စောက်ထဲမှာပဲဒီသူတို့ရဲ့စိတ်တွေသဘောထားလေးတွေကသူတို့ဖတ်တဲ့စာအုပ်ကလေးတွေလည်းပြောင်းလဲသွားအမထင်တယ်ပေါ့ဟုတ်ကဲ့ပါဟုတ်ကဲ့ပါအဲ့တော့စာတော့ဖတ်စီချင်တယ်ဟုတ်ကဲ့တော့ကတော့စာအုပ်တွေပေါ့ဟုတ်ကဲ့ခုနောက်ပိုင်းကျတော့ဒါဝိညာဉ်ကနေအများနဲ့ဖတ်လို့ရနေတော့စာဖတ်တာကတော့သူစိတ်ကိုသူကသူကောင်းတဲ့ဘက်ကိုရောက်သွားတွေးခေါ်လေးတွေမှန်သွားအောင်ပြင်ပေးတော့လေအဲ့ဒါလေးတော့စာများများဖတ်ခိုင်းတယ်နော်အဲ့ဒါလေးပြောချင်ပါတယ်ဟုတ်ကဲ့ပါဟုတ်ကဲ့ပါအခုစာဖတ်တဲ့အလေးထားကလည်းကျမတို့တော်တော်နည်းလာကြပြီကလေးတွေကလည်းဖုန်းနဲ့ game နဲ့ပဲအများကြီး
အချိန်ပေးချင်ကြတာဆိုတော့လေအမစာဖတ်ဖို့သတိပေးလိုက်တာအရင်ကောင်းပါတယ်အမရေဒီနေ့ပြည့်ပြည့်စုံစုံဖြစ်ကြပါပြီဒါအရင်ကိုကျေးဇူးတင်ပါတယ်အမပြောတော့မှပဲလေကျမလည်းကျမရဲ့သားသမီးတွေကိုစောင်းခင်များဖတ်ခိုင်းရမယ်ဆိုတော့အတွေးလေးပြန်ပေါ်လာတာပေါ့နော်အမနော်တခါကြောင်လည်းကိုကသူတို့ကွန်ပျူတာအရှိထိုင်နေရင်လည်းလေစာလုံးနေတယ်ဖြစ်မှာပါလေဆိုပြီးတော့သွားပြီးတော့မတွန်းမိတာပါတာပေါ့နော်အမအဲ့ဒါဆိုတော့ကြည့်ရှုနေတဲ့မိဘတွေလည်းဒီအချက်လေးကိုပြန်ပြီးတော့တတိယပြီးတော့ကိုသားသမီးတွေကိုစာအုပ်စီကိုလမ်းကြောင်းဖို့တတိယလောက်သွားလိမ့်မယ်လို့ထင်ပါတယ်အဲ့ဆိုတော့အမကိုကျေးဇူးအများကြီးတင်ပါတယ်အမတို့ကလည်းဒီချက်ကိုအများကြီးကျေးဇူးတင်ပါတယ်ဒီချက်ဟုတ်ကဲ့ပါရှင်ဟုတ်ကဲ့ကျောင်းသားမိဘတွေအနေနဲ့ဒီအစီအစဉ်လေးကိုကြည့်ရှုပြီးတော့လေ့လာစရာတွေသင်ယူစရာတွေအားတက်စရာတွေအများကြီးရသွားမယ်လို့ထင်ပါတယ်နောက်အစီအစဉ်မှာလည်းပြန်ပြီးတော့ဆုံတွေ့ပါဦးမယ်ရှင်အားလုံးပဲကျေးဇူးတင်ပါတယ်ရှင်